ကောင်းကင်မြင့်မှာအင်အားကြီးပြီးအောင်းပွဲကောင်းတဲ့ငှက်တစ်မျိုးရှိပါတယ်။အဲ့ဒါကတော့လင်းယုံငှက်ပါပဲ။အဝေးကကြည့်ရင်တော့တာမန်ငှက်တစ်မျိုးလို့ထင်ရနိုင်ပါတယ်။ဒါပေမဲ့ဒီငှက်မှာတော့ super power တွေရှိနေပါတယ်။လင်းယုံငှက်ရဲ့ထူးခြားတဲ့ပထမအချက်ကတော့အလွန်ထက်မြက်တဲ့မျက်စိအမြင်ဖြစ်ပါတယ်။လင်းယုံငှက်ဟာအယမ်းမြင့်တဲ့ကောင်းကင်တဲကနေတော့မြင်ပြင်ပေါ်မှာသေးငယ်တဲ့သားကောင်တွေကိုထင်ရှားစွာမြင်နိုင်ပါတယ်။လူတွေထက်၄ဆ၅ဆပိုကောင်းတဲ့မျက်စိအမြင်တွေရှိနေပါတယ်။လင်းယုံငှက်ရဲ့နောက်ထပ်ထူးခြားတဲ့အချက်တစ်ချက်ကတော့အားကောင်းတဲ့ပြန်သန်းမှုပဲဖြစ်ပါတယ်။လင်းယုံငှက်ဟာအလွန်မြင့်မြင့်ပြန်သန်းနိုင်ပြီးလေဟုန်စီးပြီးအင်အားနည်းနည်းနဲ့ခရီးဝေးသွားနိုင်ပါတယ်။အားကောင်းတဲ့ခြေထောက်တွေကလည်းလင်းယုံငှက်ရဲ့နောက်ထပ်ထူးခြားတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။သူ့ရဲ့ခြေထောက်မှာ talons လို့ခေါ်တဲ့အားကောင်းတဲ့ခြေချောင်းတွေရှိပြီးသားကောင်ကိုတင်းတင်းကြပ်ကြပ်ဖမ်းနိုင်ပါတယ်။ထက်မြက်တဲ့မျက်စိအမြင်အားကောင်းတဲ့ပြန်သန်းမှုအမဲလိုက်စွမ်းရည်တွေကြောင့်လင်းယုံငှက်ဟာထူးခြားတဲ့ငှက်တစ်မျိုးဖြစ်နေပါတယ်။